တောက်သမီးတို့အားလုံးပဲမင်္ဂလာပါဆရာခုတောက်သမီးတို့ကိုဆက်လက်ပို့ချပေးမယ်အကြောင်းအရာကတော့ ionic bonding ရဲ့ဒုတိယအမျိုးအစားဖြစ်တဲ့ဆိုတော့ group 2နဲ့ group 6 ပေါင်းဆက်တဲ့ပုံစံလေးကိုဆက်ဒီနေ့သင်ကြားပြသပေးသွားမှာဖြစ်ပါတယ်။ကြောက်ပြီးကျွန်တော်ကြည့်အောင်ဆိုတော့အဲ့တော့ ionic bonding ကိုဆိုတော့အမျိုးအစား၄မျိုးခွဲခဲ့တယ်လို့ကျွန်တော်ရှင်းပြပြောခဲ့တယ်။ပထမတစ်မျိုးက group 1နဲ့ group 7 ပေါင်းဆက်တဲ့ပုံစံပေါ့နော်။အခုကျွန်တော်က type 2ပေါ့ဆိုတော့ဒုတိယပုံစံပေါ့နော်။ဒုတိယပုံစံကကြတော့ group 2နဲ့ဆိုတော့ဘာလဲဆိုတော့ group 6နဲ့ပေါင်းတယ်ဆိုတော့ဆက်ပြီးလေ့လာကြည့်အောင်။ဒါဟုတ်ပြီဆိုတော့ group 2နဲ့ group 6နဲ့ပေါင်းတယ်ဆိုတော့ group 2 addressing တခုဆရာယူလိုက်မယ်။ group 2 addressing ဆိုတော့ဥပမာဆိုတော့ magnesium လို့ဆရာယူလိုက်မယ်။ magnesium atomic number ဘယ်လောက်လဲ။တွဲ။ဒါဟုတ်ပြီဆိုတော့ integer နဲ့ရေးအောင်ဆိုတော့ 2.8.2 ပေါ့နော်။နောက်တစ်ခုဆိုတော့ group 6က addressing တခုဆရာယူမယ်။ oxygen ပေါ့နော်။ atomic number 8 integer နဲ့ရေးတော့ 2.6ကဲဟုတ်ပြီဆိုကြည့်အောင် magnesium က group 2 oxygen က group 6ကဲဟုတ်ပြီဆိုတော့ magnesium က metal oxygen က non metal metal နဲ့ non metal နဲ့ပေါင်းတိုင်း ionic bond ဖြစ်တယ်လို့ကျွန်တော်ပြောလို့ရလားမရဘူးเนาะဒါကြောင့်ဆိုတော့ metal non metal ပေါင်းတိုင်း ionic bond လို့ပြောလို့မရဘူးနောက်တစ်ခုဆိုတော့ဘာကိုရှာကြည့်ရမလဲဆိုတော့ဒီ dress နဲ့ကိုရဲ့လက်မတတိခြားနာခြင်းကိုဆိုရှာကြည့်မှရမယ်အဲ့ဒါဆိုတော့ရှာပြီး electronegativity difference ပေါ့เนาะလျှက်မတတိခြားနာခြင်းကိစ္စကိုရှာကြည့်အောင်လျှက်မတတိခြားနာခြင်းရှာမယ်ဆိုတော့ magnesium ရဲ့လျှက်မတတိတန်ဖိုးဒါလေးစောက်သိရမယ် magnesium ရဲ့လျှက်မတတိတန်ဖိုးဒီဆိုဘယ်လောက်ရှိလဲဆိုတော့ 1.2 ရှိပါတယ်เนาะ magnesium ရဲ့လျှက်မတတိတန်ဖိုးက 1.2 ဒီမှာဆရာပြန်ပြီးတော့ပြပေးပါမယ်ကြည့်အောင်ဆိုတော့ magnesium ရဲ့လျှက်မတတိတန်ဖိုးက 1.2 ရှိတယ် oxygen ရဲ့လျှက်မတတိက 3.5 ရှိတယ်ကဲဒါဆိုတို့ဒီခြားနာခြင်းရှာကြည့်အောင်အဲ့တော့ 1.2 နဲ့ 3.5 ဆိုတော့များတဲ့ထည့်ရနေတာနှုတ်မယ် 3.5 ထဲကနေ 1.2 ကိုနှုတ်ဘယ်လောက်ရလဲဆိုတော့ 2.3 ရတယ်ပေါ့နော်အဲ့တော့ 2.3 ဆိုတော့ greater than 1.8 ဘယ်ထက်ကြီးလဲ 1.8 ထက်ကြီးတယ်ဒါဆိုတို့တွေက metal non metal လေးဖြစ်နေပြီလဲမတတိခြားနာခြင်းကလည်း 1.8 ထက်ကြီးနေပြီဆိုရင်ဒီနှစ်ခုရဲ့အကြားမှာဘာဘုံနေဖြစ်မလဲ ionic bond နေဖြစ်မယ်ကဲဒါဆိုဟုတ်ပြီ ionic bond နေဖြစ်ပေါ်ပုံဆိုတော့ဖော်ပြဖို့အတွက်ပထမဆုံး formula လေးဆိုစပြီးတော့ရေးအောင်ကဲ formula ရေးမယ် formula ရေးနည်းကိုဆရာရှေ့မှာပြောခဲ့တယ်ဘယ်လိုရေးသလဲဆိုတော့ metal ကိုရှေ့မှာထား balance နဲ့စဉ်းစားပါတော့အဲ့တော့ metal ကိုရှေ့မှာထားဆိုတော့ magnesium နဲ့ oxygen မှာ magnesium က metal ဒါကြောင့်ရှေ့မှာထားလိုက်ပြီ Mgကဲ balance နဲ့စဉ်းစားဆိုတော့ရှေ့မှာ balance ကိုဆရာပြောခဲ့တယ် balance ကိုလိုချင်ဘယ်ကိုကြည့်အပြင်ဘက်ဆုံးကိုကြည့်၄အထိဆိုရင် del u ၄ထက်ကျော်ရင်၈ထက်ရနှုတ်ဒါတော့ magnesium ရဲ့ balance ကိုကြည့်တော့ဘယ်လောက်လဲ2ဒါတော့ဆိုတော့ magnesium balance က2ပေါ့ကဲ oxygen ရဲ့ဆိုတော့ balance ကိုလိုချင်တယ်အပြင်ဘက်ဆုံးကိုကြည့်6ဖြစ်နေတယ်၄ထီဆိုရင် del u ၄ထက်ကျော်ရင်၈ထက်ရနှုတ်ဆိုတော့၄ထက်ကျော်နေတော့၈ထက်ရနှုတ်မယ်၈ထက်ရနေ6ကိုနှုတ်တော့ဘယ်လောက်ပဲလဲ2ပဲဒါဆိုရင်အဲ့တော့ magnesium ကလည်း2 oxygen ကလည်း2ဒါဆိုတော့ခြေလိုက်တယ်ပေါ့အဲ့တော့ကျတော့ formula ကဘာရလို့ပါလဲဆိုတော့ MgO ပဲရရှိသွားတယ်ရပြီเนาะဆိုတော့တူရင်ဆိုတော့ခြေပေးလိုက်လို့ရတယ်မတူဘူးဆိုရင်တော့ဘာလုပ်မလဲဆိုတော့ crossing ပေါ့เนาะကြက်ချေခဲဆိုတော့ crossing ပေးလိုက်လို့ရှိရင် formula ဆိုတော့ရရှိသွားမှာဖြစ်တယ်အခုတော့ဆိုတော့ MgO ပေါ့เนาะရရှိသွားပြီဒါဆိုရင် magnesium oxide ပေါ့เนาะ magnesium oxide က formula က MgO ဆိုတာဆိုတော့သိရှိသွားပြီဒါဆိုရင် magnesium တစ်လုံး oxygen တစ်လုံးပေါင်းဆက်တယ်အရာလေးဆိုတော့ရေးကြည့်အောင် magnesium တစ်လုံးဆိုတော့ကဲရေးပြီးဆိုတော့ magnesium Mg oxygen ကကဲတော့စရအောင် magnesium ရဲ့ဆိုတော့ balance electron ဆိုတော့ပြန်ကြည့်မယ် magnesium balance electron ဘယ်နှလုံးရှိလဲနှလုံးဒါကြောင့်ဆိုတော့သူ့ကို Lewis sample ဆွဲမယ် balance electron နှလုံးဆိုတော့ရှေ့မှာတစ်လုံးနောက်မှာတစ်လုံးစသဖြင့်ထားလိုက်ပြီကဲ oxygen ရဲ့ balance electron ပြန်ကြည့်အောင်ဘယ်နှလုံးရှိလဲ6လုံးကဲ Lewis sample ဆွဲမယ်ဆိုတော့6လုံးဆရာရေးပြီ1 2 3 4ပေါ့နော်နှလုံးကြံသေးတယ်အဲ့ဒီကြံနှလုံးဆိုဒီမှာထည့်လိုက်မယ်5 6ပေါ့ဒါဆိုဒီနေရာမှာဆိုတော့လွတ်ထားတယ်ပေါ့ဘာကြောင့်ဆိုတော့ဒီနေရာမှာလွတ်ထားတယ်လဲလို့မေးရင် ionic bond ထဲမှာ electron ဆိုဘာလုပ်မှာလဲ transfer လုပ်မှာအဲ့တော့ transfer လုပ်တဲ့အခါကျရင်ပေးတဲ့သူနဲ့ယူတဲ့သူနဲ့အဆင်ပြေအောင်ပေါ့နော်ဆိုတော့ပေးတဲ့သူကလည်းဒီကနေလှမ်းပေးမယ်ယူတဲ့သူကလည်းဒီနားကနေပြီးတော့ယူတယ်ဆိုရင်ဆွဲရတဲ့နေရာမှာဆိုတော့ပို့ပြီးတော့အဆင်ပြေတယ်ဒါကြောင့်ဆိုတို့တွေကဒီနားလေးနှစ်ခုမှာဆက်လွတ်ထားခြင်းဖြစ်တယ်ပေါ့နော်ဒီဒါဆိုရင် integer form နဲ့ကျွန်တော်ပြန်ရေးကြည့်အောင် magnesium ရဲ့ဆိုတော့ဟာလာinteger form က 2.8.2 ပေါ့နော်ဆိုရေးပြီး 2.8.2 oxygen က 2.6 ကဲဒါဆိုအဲ့နှစ်ခုကြည့်အောင် magnesium ကိုရင်စကြည့်မယ်ဆိုတော့ magnesium ရဲ့အပြင်မှာစုံကြည့်ဘယ်နှလုံးရှိလဲelectron 2လုံးရှိတယ်တည်မြဲလားမတည်မြဲဘူးဘယ်နှလုံးဖြစ်မှတည်မြဲမှာလဲ10လုံးဖြစ်မှတည်မြဲ10လုံးဖြစ်ဖို့အတွက်ဆိုရင် magnesium ကဘာလုပ်မလဲသူ့ရဲ့အပြင်မှာဆုံးပတ်လန်းကအလုံးနှလုံးကိုထုတ်မယ်ပေါ့ဒါဆိုရင် oxygen ကဘာလုပ်မလဲသူ့ရဲ့အပြင်မှာဆုံးပတ်လန်းမှာအပြင် electron 6လုံးပဲရှိနေတယ်10လုံးဖြစ်စဉ်သူဘယ်နှလုံးယူမရမလဲနှလုံးယူမရမှာဒါကြောင့်ဒီနေရာမှာဆိုတော့ magnesium ကသူပိုင်တဲ့ electron နှလုံးကိုသူကဘယ်သူ့ကိုပေးမလဲ oxygen ကိုပေးမယ်
အဲ့ဒါကိုဆိုတော့စာနေပြီးတော့ဘာလို့မှလဲ transfer လုပ်မှာပေါ့နော်ဆိုတော့အဲ့တော့မက်ဂနီဆီယမ်ကသူ့ရဲ့အပြင်မှာဆုံးပတ်လန်းကအီလက်ထရွန်တစ်လုံးကိုအောက်ဆီဂျင်ကိုဆိုကဲ transfer လုပ်ပြီးအဲ့ဒါကိုဆိုတော့ဒီမှာမြားလေးရဲ့ဆိုတော့ပြမယ်ကြည့်ပထမဦးဆုံးကဲဒီမှာတစ်လုံးကိုဘယ်ကိုပေးမလဲဆိုတော့လွတ်နေတဲ့နေရာလေးတစ်နေရာကိုကဲပေးလိုက်ပြီးကဲဒီကိုတစ်နေရာပေးလိုက်ပြီးမြားလေးပါရမယ်နော်ဆိုတော့မြားလေးထည့်ထားတယ်ကဲနောက်ထပ်တစ်လုံးကိုကျတော့ဘယ်ကိုပေးမလဲဒီလွတ်နေတဲ့အပေါ်နေရာလေးဆိုတော့လမ်းပြီးတော့မြားလေးထိုးပြီးတော့ပေးလိုက်မယ်ကဲဒါဆိုဆိုတွေကမက်ဂနီဆီယမ်ကသူ့ပိုင်တဲ့အီလက်ထရွန်နှလုံးဘယ်သူပေးလိုက်ပြီလဲအောက်ဆီဂျင်ကိုပေးလိုက်ပြီကဲဒါဆိုရင်မက်ဂနီဆီယမ်ကအီလက်ထရွန်ဘယ်လုံးဆုံးရှုံးသွားလဲဆိုတော့ပြန်စဉ်းစားတော့နှလုံးဆုံးရှုံးသွားတယ်ကဲဒါဆိုညာဘက်ချမ်းမှာဆိုတော့ရေးပြီးညာဘက်ချမ်းကိုရောက်တဲ့ခါမှာအိုင်ယွန်းတွေဘုံဖြစ်တဲ့အတွက်ကြောင့်ညာဘက်ချမ်းမှာအိုင်ယွန်းတွေဆိုပြောင်းလဲသွားရမယ်အဲ့တော့ပြောင်းလဲသွားတဲ့ခါမှာမက်ဂနီဆီယမ်ကအီလက်ထရွန်နှလုံးဆုံးရှုံးသွားတဲ့ကောင်ဆိုတော့အီလက်ထရွန်တစ်လုံးဆုံးရှုံးရင်ဆိုတာ1+ လို့မှတ်ထားတယ်နှလုံးဆုံးရှုံးတော့2+ ဒါကြောင့်မက်ဂနီဆီယမ်အပေါ်မှာ2+ ဆိုတဲ့ chances တော့တင်ပေးထားရမယ်ဒီအောက်ဆီဂျင်ကိုကြည့်အောင်အောက်ဆီဂျင်ကိုကြည့်တဲ့အခါမှာသူ့ရဲ့အပြင်မှာဆုံးပတ်လန်းမှာသူ့ရဲ့အပြင်ဘက်မှာအီလက်ထရွန်နှလုံးဖြစ်သွားပြီလေငကိုက6လုံးအခုနှလုံးရလိုက်တော့10လုံးဖြစ်သွားတယ်ဒါဆိုအဲ့ဒီ10လုံးကိုကျွန်တော်ပြန်ဆွဲမယ်2 4 6ရှေ့ဒါတော့မေးပြီဆိုတော့အောက်ဆီဂျင်ကအီလက်ထရွန်နှလုံးရရှိသွားတာလေနှလုံးရရှိသွားတာဟုတ်တယ်နော်ဆိုတော့နှလုံးရရှိသွားတာအဲ့တော့အီလက်ထရွန်တစ်လုံးရရင်1 minus လို့ခေါ်တယ်နှလုံးရတော့2 minus လို့ဆိုတော့ပြောတယ်ပေါ့နော်အဲ့တော့တစ်လုံးရတော့1 minus နှလုံးရတော့2 minus ကဲဒါဆိုရင်နှလုံးရတော့2 minus mg ကနှလုံးဆုံးရှုံးသွားတော့2+ဒါဆိုရင်မက်ဂနီဆီယမ်ကဟာလာကတာယွန်းဖြစ်သွားတယ်အောက်ဆီဂျင်ကဘာဖြစ်သွားလဲအန်နာယွန်းဖြစ်သွားတယ်ပေါ့ဒါဆိုအာယွန်းတွေဖြစ်သွားကြပြီကဲဒါဆိုရင်တို့ရဲ့ electronic structure ကို integer form နဲ့ဆိုပြန်ကြည့်ရအောင်မက်ဂနီဆီယမ်ကငကိုမူလက 2.8.2 နှလုံးဆုံးရှုံးသွားတဲ့အခါမှာသူ့မှာဘာပဲကျန်တော့မလဲ 2.8 ပဲကျန်ခဲ့မယ်အောက်ဆီဂျင်ကိုမူလက 2.6 နှလုံးရရှိလိုက်တော့သူကဘာဖြစ်သွားမလဲ 2.8 အဖြစ်ပြောင်းလဲသွားတယ်ဟုတ်လားဒါတော့ဟုတ်ပြီဆိုတော့ပြန်ကြည့်အောင်အဲ့တော့မက်ဂနီဆီယမ်ရဲ့ electronic structure 2.8.2 ကိုဆိုတော့ကဲNobel 9နဲ့ဆိုတော့ရေးပြီ Nobel 9ဆိုတဲ့အဓိပ္ပာယ်ကဆိုတော့ Nobel gas တွေကိုဆိုတော့သုံးပြီးတော့မှရေးတာပေါ့နော်ဒီနာမှာ nail လေးဆိုပြန်ပြောပြပါမယ် Nobel gas ကဆိုတော့ဒီနေရာမှာအသုံးများတာဒီ၃ခုပဲဆိုတော့သုံးပါမယ် helium ရယ် neon ရယ် argon ရယ်ပေါ့နော်အဲ့တော့ဒါတို့သမီးတို့သိတယ် helium က atomic number ဘယ်လောက်လဲ2 neon က10 argon က18ပေါ့နော်ဆိုတော့ argon က18ပေါ့ကဲဒါဆိုမှတ်ထားဆိုတော့ဘယ်လိုမှတ်မလဲဆိုတော့helium ထက်ကြီးရင် helium atomic number ဘယ်လောက်လဲ2အဲ့တော့2ထက်ကြီးရင် helium ထက်ကြီးရင် helium ကို3 neon ထက်ကြီးရင် neon ကို3 argon ထက်ကြီးရင် argon ကို3ကြီးကဒါလေးပဲရှင်းလေးဆိုတော့ helium ထက်ကြီးရင် helium ကို3 neon ထက်ကြီးရင် neon ကို3 argon ထက်ကြီးရင် argon ကို3အခုဒီမှာဆက်ကြည့်အောင်ဒီမှာ 2.8.2 ဘယ်လောက်ရှိလဲဆိုတော့စနစ်ဆိုတော့ဒီ3ခုတည်းကဘယ်သူထက်ကြီးလဲဆိုတော့ neon ထက်ကြီးဒါဆို neon ထက်ကြီးရင်ဘယ်သူကို3 neon 3ကဲဒါဆို neon နဲ့ရေးပြီး neon ကဘယ်လောက်လဲဆိုတော့10ဆိုတော့ 2.8 ဒီထိရဆိုတော့ neon ပြီးသွားပြီတော့ဒီကျန်တဲ့ electron နှလုံးကိုဆိုတော့ဆက်ထည့်ရအောင် 8.2ဒီတော့ဆိုကျန်တဲ့ electron ကိုဆက်ထည့်ရအောင်ကျန်တဲ့ electron ကိုဆက်ထည့်မယ်ဆိုတော့ကြည့်အောင်ပတ်လန်းနံပါတ်ကိုပြန်ကြည့်မယ်1 2 3ဒါကြောင့်နံပါတ်ဘယ်လောက်မှကျန်နေရလဲ3မှာကျန်တယ်ဒါဆိုဟုတ်ပြီဆိုတော့ 3s ကနေဆိုစမယ် 3s နှလုံးကျန်တော့ 3s 2ရမယ်နော်ကဲဒါဆို2လည်းဆိုရေးအောင်ကဲအောက်ဆီဂျင် 2.6 ဆိုတော့6ပေါ့6ဆိုတော့ဘယ်သူထက်ကြီးလဲဆိုတော့ helium ထက်ကြီးတယ်ဒါဆိုတော့ helium ကို3ရေးမယ် helium ကို3ရေးမယ်ဆိုတော့helium ကဘယ်လောက်လဲ2ဒါဆိုတော့6လုံးကျန်တယ်အဲ့ဒီ6လုံးကပတ်လန်းနံပါတ်ဘယ်လောက်မှကျန်တာလဲ2မှာကျန်တယ်ဒါ2မှာကျန်တော့ဘယ်ကစမလဲ 2s ကစမယ် 2s2 ကဲ 2sp ဘာလောက်လဲဆိုတော့ 2p4 เนาะအဲ့တော့ဒီမှာ6လုံးဒီမှာ2လုံးဆိုတော့10လုံးဖြစ်သွားပြီရပြီเนาะကဲဒါဆိုတို့တွေအဲ့ဒါကဘယ်ဘက်ချမ်းမှာရေးတာကဲညာဘက်ချမ်းကိုကြောက်ကြည့်အောင်မက်ဂနီဆီယမ်အာယုံဖြစ်သွားရင် Mg2+ ကဲ electron 2.8 ဆိုတော့10လုံးဆိုတော့ဘယ်သူပုံစံဖြစ်သွားလဲနီယွန်ရဲ့ပုံစံဖြစ်သွားတယ်ဆိုတော့သူ့ရဲ့နေရာမှာနီယွန်လို့ထည့်မယ်ဒီအောက်ဆီဂျင်ဆိုတော့ 2.8 ကဲသူလည်းဘယ်သူရဲ့ပုံစံတိုင်းဖြစ်သွားလဲနီယွန်ရဲ့ပုံစံတိုင်းဖြစ်သွားတယ်ကဲနီယွန်လို့ထည့်လိုက်ဒါဆိုတော့ညာဘက်ချမ်းကိုရောက်တဲ့အခါမှာတို့တွေအားလုံးဟာဘာဖြစ်သွားလဲတည်မြဲသွားတယ်ဘယ်သူရဲ့ပုံစံနဲ့တည်မြဲလဲဆိုတော့ Nobel gas structure နဲ့တည်မြဲသွားတယ်ဒါဆိုဟုတ်ပြီဆိုတော့နာမည်ပေးတဲ့ပိုင်းလေးပြောရအောင်ဘယ်ဘက်ချမ်းမှာဆိုတော့နာမည်ပေးလို့ရှိရင် atoms နဲ့ပေးရတယ်ဥပမာဆိုတော့ magnesium ဆိုလို့ရှိရင် magnesium atom ပေါ့ MAGNESIUM magnesium atom လို့ဆိုခေါ်တယ်။ကြညာဒီမှာ oxygen ဆိုတဲ့အဲ့တိုင်းပဲ oxygen atoms လို့ဆိုရေးရတယ်။ဟုတ်ပြီနော်။ကြညာဘက်ချမ်းကိုကြောက်ကြည့်အောင်။ညာဘက်ချမ်းမှာ ion ဖြစ်သွားပြီ။ ion ဖြစ်သွားတော့ကဲဆိုတော့အရင်ဆုံးနာမည်ပြန်စဉ်းစားမယ် MgO ဆိုဘာလို့ခေါ်လဲ magnesium oxide ဒါဆိုဟုတ်ပြီဆိုတော့ magnesium oxide ဆိုတော့နာမည်ပေးတဲ့အခါမှာပထမဆုံး magnesium Mg2+ ကိုပေးမယ် magnesium
ဟုတ်လားဒီနေရာမှာအရင်ဆုံးအာယုန်အနေနဲ့ဆိုရေးရမက်ဂနီဆီယမ်အာယုန်ပေါ့မက်ဂနီဆီယမ်အာယုန်ပေါ့နော်အာယုန်မက်ဂနီဆီယမ်အာယုန်ကဲဒါတော့ဟုတ်ပြီအောက်ဆီဂျင်ကြည့်အောင်အောက်ဆီဂျင်ဆိုတော့အောက်ဆီဂျင်အာယုန်လို့ဆိုတော့မရေးရဘူးမက်ဂနီဆီယမ်အောက်ဆိုက်ဖြစ်တဲ့တရားဆိုတော့ဘာလို့ရေးရလဲဆိုတော့အောက်ဆိုက်အာယုန်လို့ဆိုတော့ရေးရတယ်ပေါ့နော်အဲ့တော့မက်ဂနီဆီယမ်အာယုန်နဲ့အောက်ဆိုက်အာယုန်ဖြစ်သွားပြီပြီးတော့မှအဲ့နှစ်ခုဆိုပြန်ပေါင်းတော့မက်ဂနီဆီယမ်အောက်ဆိုက်ပေါ့နော်formula နဲ့ပြောရင်ဆိုတော့ဘာရမလဲ MgO ဆိုတာကိုရရှိမယ်ရမလားဆိုတော့အဲ့တော့ကျွန်တော်အခုပြောရတဲ့အရာက ionic bond ရဲ့ဒုတိယအမျိုးအစားဖြစ်တဲ့ group 2နဲ့ group 6 bound ဆက်တဲ့ပုံစံလေးဆိုနမူနာပြောသွားတာပါတောက်သမီးတို့နားလည်မယ်လို့ထင်ပါတယ်နောက်ချိန်မှာဆိုတော့ channel ဘိုင်းကိုဆက်လက်တင်ပြပေးပါမယ်ဒီနေ့တော့ဆိုဒီလောက်ပါပဲဆရာဒီနေ့ပြောခဲ့တဲ့အကြောင်းအရာက ionic bond ရဲ့ဒုတိယအမျိုးအစားဖြစ်တဲ့ group 2နဲ့ group 6 bound တဲ့ပုံစံကိုဆရာဒီနေ့ပြောပြပေးသွားတာဖြစ်ပါတယ်အဲ့တော့ channel အပိုင်းတွေကိုဆက်နောက်တဲ့ဗီဒီယိုတွေမှာဆက်လက်တင်ပြပေးသွားပါမယ်